ကဲငါဖျားပြောက်တဲ့အကြောင်းပြောပြပါအောင်ခင်ဗျာဒီအရွက်ကလေးရဲ့တော့ဩဇာရွက်ဖြစ်ပါတယ်ဩဇာရွက်ကလေးကိုငါဖျားရှိတဲ့သူဆိုလို့ရှိရင်အရင်အဖျားတရွက်အရင်အဖျားဖြတ်ပြီးကြမှာဟိုပကံလေးရဲ့ရေနဲ့ထက်စားလေးနဲ့ထက်ပြီးတော့ချီးပြီးတော့မျက်စင်းခတ်လိုက်ပါတဲ့ဆိုလို့ရှိရင်အရန်ဆက်နိုင်ရီယိုချီတေးပါလောက်အောင်မျက်စိကြီးမဖွင့်နိုင်လောက်အောင်ဖြစ်ပါတယ်ခင်ဗျာမပေါ်ခတ်ထားလိုက်ပါတဲ့လူဆိုလို့ရှိရင်ဘာမှမဖြစ်ပါဘူးခတ်ထားလဲဘာမှမဖြစ်တော့ပျောက်ချင်တဲ့လူဆိုလို့ရှိရင်အဲ့တော့အဲ့ဒါနိုင်ယူတဲ့စက်တဲ့မြိတ်တွေကြားတယ်မြိတ်တွေမိတ်လိုက်ဖွင့်လိုက်နဲ့မနေနိုင်အောင်ခံစားရတာပါကျွန်တော်ကိုယ်တိုင်လက်တွေ့ပျောက်ခဲ့တာဆေးလေးပါခင်ဗျာဒီအရွက်လေးကိုယုံကြည်ကြီးနဲ့ခတ်မဆိုရင်ပျောက်ပါတယ်မယုံကြည်လို့မခတ်ချင်လို့ဥပဖြစ်မှာဆိုလဲမခတ်ပါနဲ့ကျွန်တော်ကတော့ကိုယ်တွေ့မလို့ပြောပြတာပါနောက်တစ်ခါကျတော့ဆေးနီးကတော့ဘိုက်အရန်နာလို့ဘယ်ဆေးုံကမကုမရဘူးဆိုလို့ချင်းစိတ်ချတုံးလုံးကိုရေနဲ့မျိုးတာချလိုက်ပါခင်ဗျာအဲ့စိတ်ကြီးတုံးလုံးမျိုးချလိုက်လို့ချင်းတောက်ချော့ကတိပျောက်ပါတယ်ဆေးုံကကုမရတဲ့ဟာတောင်ပျောက်ပါတယ်ယုံကြည်တယ်ဆိုရင်တော့လောက်ပါကျွန်တော်ကတော့မယွံမောင်ဘူးယောဂအတွက်မျိုးချလိုက်လို့ပျောက်ဖူးတဲ့ကိုယ်တိုင်လက်တွေ့တော့ဖူးလို့စားဘူးလို့စားဖူးလို့ပြောပြတာပါခင်ဗျာယုံကြည်တယ်ဆိုရင်တော့လောက်ကြပါလက်တွေ့လို့ဖူးတဲ့ဟာတွေမလို့တင်ပြလိုက်ပါတယ်ခင်ဗျာအားလုံးကြက်မှချမ်းသာကြပါစေဒီဟာလေးကိုလည်း share ပေးတော့ကောင်းတာပေါ့ဗျာပတ်စံငွေမကုန်ပါဘူး